တင်မောဆိုတာပင်လယ်ထဲမှာဒီလိုပဲအေးစစ်စစ်သူ့လိုရာခီးကိုတွားနေတတ်တဲ့အရာဝတ္ထုပေါ့ဆိုတော့ကျွန်တော်တို့ကလည်းကျွန်တော်တို့ဘဝတွေမှာကိုလိုရာပန်းနိုင်ကိုရောက်အောင်တွားနေတဲ့နေရာမှာတင်မောကြီးကိုနမူနာယူပြီးတွားတင်တယ်လို့ကျွန်တော်ကတော့ယူဆတာပဲတင်မောတွေကခရီးသွားတဲ့နေရာမှာကားတွေလိုမမြန်ဘူးအရင်စလိုမရှိဘူးအေးစစ်စစ်သွားတယ်သူသွားခြင်းနဲ့ဥတီယာကိုလည်းတိတိကျကျလမ်းကြောင်းဆွဲထားတယ်ဆိုတော့ကျွန်တော်တို့ဘဝခီးတွေကလည်းတင်မောသွားနေသလိုပဲရှည်လျားတဲ့လမ်းခီးတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့တင်မောကပင်လယ်ထဲမှာသွားတဲ့နေရာမှာကားတွေလိုစပိအတင်ချနဲ့သွားကြတာမျိုးမဟုတ်ပဲနဲ့ပုံသေးအရှိန်နဲ့ပဲသွားတယ်အလောတကြီးသွားတာမျိုးလည်းမရှိသလိုနှောင့်နှေးပြီးသွားတာမျိုးလည်းမရှိဘူး consistency ရှိသွားတယ်ဆိုတော့အချိန်တန်ရင်သူ့လိုရာခီးကိုရောက်တယ်ပြီးရင်သူရောက်ရမယ်အချိန်ဆိုပြီးတော့ ETA လို့ခေါ်တဲ့ estimated time of arrival ဆိုပြီးတော့သတ်မှတ်ထားတာရှိတယ်သူစိုက်ကပ်မဲ့စိတ်ကံတနေရာရှိတယ်ဆိုတော့တခါတလေကျွန်တော်တို့တင်မောကြီးသွားနေတဲ့ပင်လယ်ပြင်ကြီးကမြဲတစေဒီလိုမျိုးတာယာနေတာတော့မဟုတ်ဘူးလမ်းကြီးမှာတိုင်းကြီးတေကြီးမုံတိုင်းကြီးတွေနဲ့လေကြုံတက်တယ်အဲ့ဒီတော့လေကျွန်တော်တို့ကကြိုတင်ပြင်ဆင်ထားရတယ်ကြိုတင်ခံမှန်းထားရတယ်ဒါပေမဲ့ဘလောက်ပဲလိုင်းကြီးလေထန်ဘာတွေပဲဖြစ်နေတစ်ချိန်ချိန်မှာတော့ဒီတင်မောဟာသူစိုက်ရောက်ရမယ့်စိတ်ကံ destination နဲ့သူရောက်ချင်တဲ့အချိန် ETA အတိုင်းကိုရောက်အောင်ကြိုးစားပြီးတော့ခုံမောင်းလေးရှိတယ်တခါတလေမှလည်းရာသီဥတုမကောင်းလိုင်းကြီးလေကြီးတဲ့အချိန်မှာသူခံမှန်းရောက်ရှိချိန်အဖြစ်သတ်မှတ်ထားတဲ့ ETA ထက်ပိုပြီးတော့နောက်ကျခြင်းလဲနောက်ကျသွားတယ်ကျွန်တော်တို့ဘဝခီးတွေမှာလည်းဒီလိုပဲကျွန်တော်တို့သွားနေလာနေလှုပ်ရှားနေတဲ့အချိန်မှာကျွန်တော်တို့ရောက်ချင်တဲ့ပန်းတိုင် destination ရှိမယ်ပြီးတော့ရောက်ရမယ့်အချိန် ETA ဒါသတ်မှတ်ထားမယ်ဆိုရင်ဘဝမှာဘယ်လောက်ပဲခက်ခဲကြမ်းတမ်းတစ်ချိန်ချိန်မှာတော့တင်မောကြီးက destination ကိုရောက်ရတယ်လို့ပဲကျွန်တော်တို့ကိုယ်တိုင်လည်း consistency ရှိနဲ့ဖြတ်ကျော်သွားမယ်ဆိုရင်နေ့စဉ်ပုံမှန်သောအချိန်တွေနဲ့သွားမယ်ဆိုရင်ချိန်ချိန်မှာတော့ကျွန်တော်တို့ရောက်ချင်တဲ့ destination ကျွန်တော်တို့ရောက်ချင်တဲ့ဘဝပန်းနိုင်ကိုရောက်ပါလိမ့်မယ် ETA ကတော့ထုံးစံတိုင်းနောက်ကျနိုင်ပါလိမ့်မယ်ဒါကတော့မိတ်ဆွေထိန်းချုပ်လို့မရတဲ့အနေထားပါကျင်းနေတာကတော့တင်မောကြီးကိုဥပမာယူပါနေ့စဉ်မှန်ရှောက်လန်းပါခက်ခဲတွေကိုကြော်ဖြတ်ပါတစ်ချိန်ချိန်မှာပန်းနိုင်စီကိုရောက်ပါလိမ့်မယ်ကျေးဇူးတင်ပါ